အမိုရီမော်ဒီဆုံးဖြတ်ချက်ချလိုက်ပြီးဖြစ်တဲ့ United ဘုတ်ဖွဲ့ပြီးခဲ့တဲ့ဝက်ဆန်နဲ့တည်ကြခဲ့တဲ့နောက်ဆုံးရလက်စုတစ်ခုထွက်ပေါ်လာပြီးနောက်မှာ Manchester United အသင်းရဲ့ဘုတ်ဖွဲ့ကနီးပြရူဘင်အမိုရီမော်မှာဆုံးဖြတ်ချက်တစ်ခုကိုရေးချမှတ်လိုက်ပါပြီ။ Old Trafford မှာ1-1တည်ကြခဲ့ခြင်းက United အတွက်နောက်ပြန်ခြေလှမ်းတစ်ခုဖြစ်ခဲ့ပြီးတော့အိမ်ဝင်းပွဲစဉ်မှာ10ရောက်သာကြန့်ရှိခဲ့တဲ့ Everton နဲ့တည်ကြခဲ့တဲ့အရှက်ရပွဲရလက်အပြီးအမှတ်တွေထပ်မံဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာ Diego Dalot ရဲ့သွင်းကိုကြောင့်မလို့ဦးဆောင်ခဲ့ပေမဲ့မာဂဇာရဲ့နောက်ကျအခြေပါကိုကအင်ရှင်ပရိသတ်တွေကိုစိတ်ပြတ်စေခဲ့ပါတယ်။လက်ရှိချိန်မှာ United က Premier League ဇယားအဆင့်8နေရာမှာရပ်တည်နေပြီးတော့ Champions League ဝင်ခွင့်နေရာနဲ့2မှတ်သာကွာဝေးတာကြောင့်မလို့အခြေအနေကပြီးခဲ့တဲ့200သေးလောက်မဆိုးဆိုပေမဲ့ကွင်းတွင်းစွမ်းဆောင်ရည်ဘက်မှာတိကျတာတိုးတက်မှုမရှိလို့ဝေဖန်မှုတွေရှိပါတယ်။အထူးသဖြင့်နွေရာသီမှာတိုက်စစ်ပိုင်းအတွက်ပေါင်တန်း100ကျော်သုံးစွဲထားတဲ့အသင်းတစ်သင်းအတွက်10ရောက်ကျန်တဲ့ Everton နဲ့အဆင့်18 West Ham တို့အိမ်ကွင်းမှာအနိုင်မရခဲ့ခြင်းကလက်ခံနိုင်ကြမရှိပါဘူး။ဒါမဲ့ဒီလိုစိတ်ပြတ်စရာနောက်ဆုံးရလက်တွေရှိနေပေမဲ့ United ဘုတ်ဖွဲ့ကနီးပြအပြောင်းအလဲကိုစဉ်းစားခြင်းမရှိသေးဘဲနဲ့အားလက်ရက်တွေနီးကပ်လာတဲ့အချိန်မှာအမိုရီရဲ့နီးပြတောင်းဝင်ကိုဆက်လက်ပြီးတော့ထောက်ခံသွားမယ်လို့ထုတ်ပြန်လာခဲ့ပါတယ်။မကြာသေးမီက United ကလီဗာပူးနဲ့တူတူ Crystal Palace နီးပြ Oliver Glasner ကိုခေါ်ယူဖို့စဉ်းစားနေကြောင်းသတင်းတွေဖော်ပြခဲ့ပေမဲ့လက်ရှိလုံလက်မဲ့ဖြစ်နေတဲ့နီးပြတအူးက Old Trafford နဲ့ပုံမပြီးတော့တင်းတော်တယ်လို့သုံးသပ်မှုတွေကရှိနေပါတယ်။အီနီယောပွဲသာအမိုရီကိုထုတ်ပင်မယ်ဆိုလို့ရှိရင်နီးပြဇာဘီကိုဆက်သွယ်ခေါ်ယူဖို့စဉ်းစားနေတယ်လို့လည်းသိရပါတယ်။ဒီပြဇာဘီကမိုးရပါအောင်မြင်မှုစိတ်သက်ရှိသူဖြစ်ပြီးတော့ကလပ်နဲ့နိုင်ငံအသင်းတွေလည်းစုဖလားများစွာရယူထားခဲ့ကဒီလိုစိတ်တဲ့မျိုးက United ကိုထိတ်ဆုံးကိုပြန်လည်ရောက်ဖို့အတွက်လိုအပ်နေတဲ့အရာလည်းဖြစ်ပါတယ်။ဘာစီလိုနာရဲ့ဂန်တွင်ဖြစ်သူဇာဗီကတိုက်စစ်စင်တဲ့ဘောလုံးကိုကစားလိရှိပြီးတော့အသင်းကိုပုံစံမျိုးစုံဖွဲ့စည်းရမှာလည်းပဲပြောင်းလဲပြင်လွယ်ရှိပါတယ်။အမိုရီရဲ့အကြီးမားဆုံးဝေဖန်မှုတစ်ခုကတော့ဂိုးသွင်းနှုန်းနှဲပါခြင်းဖြစ်ပြီးတော့ဇာဗီသာအဲ့ဒီပြဿနာကိုဖြေရှင်းပေးနိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ပရိသတ်တွေရဲ့ချစ်ခင်မှုချက်ချင်းပဲရရှိမှာဖြစ်ပါတယ်။အင်းနီယောပွဲကရာသီအတွင်းဆက်လက်တိုးတက်လာတဲ့အမျှ United ရဲ့စွမ်းဆောင်ရည်နဲ့ရလဒ်တွေကိုစောင့်ကြည့်နေမှာဖြစ်ပြီးတော့အမိုရီကလည်းလာမယ့် Wolves နဲ့ပွဲမှာအနိုင်သုံးမဲ့ရဖို့အတွက်လိုအပ်နေတယ်ဆိုတာကိုသိရှိထားပါတယ်။ဇီယာအုပ်စုမှာရောက်နေတဲ့ Wolves ကိုရှုံးနေတာမျိုးဒါမှမဟုတ်တေးကြခြင်းက United အတွက်နောက်ထပ်ကြီးမားတဲ့အရှက်ရစရာဖြစ်စေနိုင်ပါတယ်။တကယ်လို့အဆိုးဆုံးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့အမိုရင်းမှာအချိန်နဲ့အကြောင်းပြချက်တွေကုံဆုံးသွားပြီဆိုတာညင်းလို့မရတော့ပါဘူး